မင်္ဂလာကျွန်တော် S တော့ပါနော်လူတယောက်ကတဲ့ဟိုပေါ့လူပြောရမယ်လေ့ကျင့်ခန်းတစ်ခုလုပ်လို့ရှိရင်ခန္ဓာကိုယ်တန်မအောင်ပေါ့တခုလို့စေဒိုက်ထိုးစကြည့်ပါပေါ့ကျွန်တော်အများဆုံးရလို့ရှိရင်တော့20ပါပဲအခါတရာပြအောင်ဘယ်နေရဆောက်ရမလဲကြည့်ကြတာပေါ့ Okay တေနေတော့လေငါချောကိုရှေကိုစေစတဲ့စနေစတော့စလေးစလာစချောစကောစရှေစကိုနာစေနောက်ထပ်ထိုးလို့ရှိရင်တော့လက်အညောင်းကျုံးပြီးတော့လှုပ်နိုင်တော့မှကြောက်20ပဲရပါတယ်ကျေးဇူးပါ